မင်္ဂလာပါရှင်ဆရာကြီးဦးထကုံရွှေများရေးသားတဲ့စင်သက်သေးဆိုတဲ့ဝတ္ထုလေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်ရှင်ဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်တဲ့ဆိုရင်ဖြင့် like ပေးပြီး channel လေးကိုလည်း subscribe လုပ်ပေးပါအောင်ရှင်စင်သက်သေးလူသက်မှုများ၌အခင်းဖြစ်ပွားသောနေရာ၌တရားခံမရှိကြောင်းထိုအချိန်၌တရားခံသည်အခြားတနေရာသို့ရောက်ရှိနေကြောင်းအတိအကျသက်သေပြနိုင်ကတရားခံလွတ်ပြည့်ရန်မှတပါအခြားအကြောင်းမရှိချေရန်ကုန်တွင်ည9 နာရီတိတိ၌လူသက်မှုတစ်ခုဖြစ်ပွား၏9 နာရီနှင့်10 မိနစ်အချိန်၌တရားခံသည်အင်းစိန်၌ရှိနေကြောင်းအချိန်ကိုတိကျစွာသက်သေပြနိုင်ခဲ့သောတရားခံမှလွတ်မြောက်ရပေမည်အဘယ်ကြောင့်ဆိုသောထိုအမှုတွင်တရားခံသာပြစ်မှုကျူးလွန်သူအမှန်ဖြစ်ပါကသူသည်9 နာရီ10 မိနစ်တွင်မိသည့်နည်းနှင့်မျှအင်းစိန်၌မရှိနိုင်ချေမြင်းများလောက်မြန်သောကားပင်ရန်ကုန်မှအင်းစိန်သို့10 မိနစ်နှင့်ရောက်နိုင်မည်မဟုတ်သို့သောဤအမှုမျိုး၌တရားသူကြီးသည်အချိန်နာရီတိကျမှုကိုသော၎င်းထိုအချိန်အတွင်းတရားခံသည်သူသက်သေပြသောနေရာသို့ရောက်နိုင်မရောက်နိုင်သောအကြောင်းများကိုသော၎င်းထက်မြက်သောသတိတမန်စဉ်ဖြင့်ကောင်းစွာဆင်ခြင်စဉ်းစားရသည်မိနစ်အနည်းငယ်များချွတ်ချော်တိမ်ပါမှုသည်အပြစ်ရှိသောလူတစ်ယောက်အားလွတ်မြောက်၍သွားစေ၏အပြစ်ကင်းမဲ့သောလူတစ်ယောက်၏လေပင်ကိုလည်းကြိုးကွင်းစွတ်နိုင်စေ၏မည်သို့ပင်ဖြစ်စေအပြစ်ရှိသူလူပေါင်း100လွတ်မြောက်သွားခြင်းကတော်သေး၏အပြစ်ကင်းမဲ့သူတယောက်အပြစ်ရရှိသွားခြင်းကိုကမလိုလားအပ်ပေအိန္ဒိယတပ်တေကံဥပဒေကလည်းဤအတိုင်းပင်အဆိုရှိလေသည်အတွင်းကလေးဥဆန်လွင်သည်ရွှေကြိုးဖြင့်ဝတ်ထားသောသူ၏ရိုလက်စ်နိုင်ကလေးကိုမျှဝေကြည့်လိုက်သည်အချိန်က6 နာရီမိနစ်30မျှရှိလေပြီနောက်15 မိနစ်အကြာ6 နာရီ45 မိနစ်၌ဇနီးဖြစ်သူခင်မြတ်မြမှုသည်ကလတ်၌သူ၏ချစ်သူရောဘတ်မောင်ကြီးနှင့်တွေ့ဆုံကြပေလိမ့်မည်နှစ်ယောက်သားအရက်များတောက်၍ကခုန်ပြီးလျှင်မောင်ကြီးသည်ခင်မြတ်မြမှုအားသူ၏ကားနှင့်ခေါ်၍ဟိုတယ်သို့တွားရောက်ကညစာစားတောက်ကြပေလိမ့်မည်ညစာစားတောက်ပြီးနောက်2 နာရီခန့်မျှဟိုတယ်ရှိအခန်းတွင်ချစ်တင်နီနောကအချိန်ဖြုံးကြပြီးတော့ခင်မြတ်မြမှုအားအိမ်နှင့်အနီးဆုံးနေရာတစ်ခုသို့ပြန်ပို့လေရှိ၏အထက်ပါအဖြစ်ပြက်များမှာစနေနေ့ညတိုင်းဖြစ်ပျက်သောအဖြစ်ပြက်များဖြစ်၍ဥဆန်လွင်သည်နာရီကိုကြည့်ရင်ဇနီးသည်၏ဖောက်ပြားမှုများသည်ပိတ်ကားပေါ်တွင်အရေးများထင်လာတဲ့ကဲ့သို့ထင်မြင်၍လာခဲ့လေသည်ရောဘတ်မောင်ကြီးသည်ခင်မြတ်မြမှုအားအိမ်သို့ပို့ပြီးနောက်သူ၏ကားကလေးကိုလန်ဒလန်ရှိအငှားကားဂိုတောင်သို့မောင်းသွားပြီးနောက်ကားကိုဂိုတောင်အတွင်း၌တော့ခတ်၍ထားရှိခဲ့သည်ကားဂိုတောင်မှာဥဆန်တွင်အိမ်မှ9 မိနစ်ခန့်ခြေလျင်လျှောက်သွားလျင်ရောက်နိုင်သည်ဟိုတယ်မှလျှောက်လျင်15 မိနစ်ခန့်လမ်းလျှောက်ရသည်ထိုနေ့ည၌ကရောဘတ်မောင်ကြီးသည်ကားကိုဂိုတောင်အတွင်းသို့တွင်းယုံများသာတွင်းနိုင်ပေတော်မူလမ်းလျှောက်ပြန်နိုင်တော့မီကမဟုတ်ချေအဘယ်ကြောင့်ဆိုသောဥဆန်တွင်သည်မောင်ကြီးအားယခုညတွင်ကိစ္စတုံးစီရင်မည်ဟုစိတ်ကိုပိုင်းဖြတ်ထားပြီးဖြစ်သောကြောင့်ပေတည်းဥဆန်တွင်သည်တစ္ဆာမဲသောဇနီးသည်၏အဖြစ်ပြက်များကိုစဉ်းစားရင်းပြုံးလိုက်မိသည်သို့သောထိုအပြုံးမှာစိတ်ထဲကရှင်ပြသောအပြုံးမဟုတ်ရက်ဆက်ကြမ်းကြုတ်မှု၏အရေးအယောင်များသောအပြုံးမျိုးသာဖြစ်သည်မြောင်မွေးသောဇနီးသည်၏ချစ်သူကိုတပ်ပြတ်ခြင်းသည်တရားရာရောက်သည်ဟုအချို့ကယူဆကြသည်ဥဆန်လွင်သည်မောင်ကြီးအားတာမန်လူတယောက်အနေနှင့်လေမုန်းတီး၏မောင်ကြီးမှာအသက်29 နှစ်များသာရှိသေး၍ခင်မြတ်မြမှုထက်2 နှစ်သာကြီးသည်ယူရိုမိုက်တွန်းအရွယ်ဖြစ်ကြသည့်အတိုင်းမိုက်ယူကျူးကျူးလွန်လွန်ပင်ချစ်၍နေကြလေပြီမြောင်မွေးသောမိန်းမ၏လင်ငယ်ကိုစုံမရန်မှာတနက်ပင်ဖြစ်သည်ဟုဥဆန်လွင်ကယူဆ၏ဥဆန်လွင်မှာအသက်42 နှစ်ခန့်များရှိခဲ့လေပြီစင်ကျင်တိုင်းထွာနိုင်သောဉာဏ်လေးရှိသည်သို့သောဤကိစ္စ၌မူရှေ့နောက်စင်ကျင်တိုင်းထွာခြင်းမပြုသူစဉ်းစားသောအချက်မှာမောင်ကြီးအားပြစ်တက်ပြီးနောက်မိမိလွတ်မြောက်ရေးအတွက်တက်တေကန်ချက်ရအောင်မိတို့မိပုံပြုလုပ်ရမည်ဟုသောအချက်များကိုစဉ်းစားလျက်ရှိသည်အဘယ်ကြောင့်ဆိုသောသူသည်အတွင်းဝင်ကလေးမဖြစ်မီဝိလုံအဖြစ်9 နှစ်ခန့်မျှလုကန်ခဲ့ဘူးသဖြင့်ဥပဒေကိုအရေးကြို၍တောင်းနိုင်ခဲ့သူလည်းဖြစ်လေသည်သူသည်မောင်ကြီးအားခါခါတီတီမုန်းတိလှ၏မောင်ကြီး၏ငယ်ရွယ်နှုပြိုခြင်းတို့၎င်းမောင်ကြီး၏ပိယဝါစာဆိုတတ်သောစကားများကို၎င်းကယုကရနိုင်လာသောဟန်မူရာများကို၎င်းတွေးရကြည့်တိုင်းဒီအကောင်ကိုအရှင်ထားလို့ကိုမတော်ဘူးဟူသောစိတ်များပေါ်ပေါက်လာသည်ဥဆန်လွင်သည်မိန်းမ၏တဘာဝကိုကောင်းစွာသိရှိနားလည်သူဖြစ်လေရာဇနီးသည်ခင်မြတ်မြမှု၏အကြောင်းကိုပို၍သိသူဖြစ်လေသည်ဥဆန်လွင်နှင့်ခင်မြတ်မြမှုတို့မှာအကျဉ်းလင်မယားပင်ဖြစ်တော်လဲပေါင်းသင်းဆက်ဆံရာတွင်ကာမတဏ္ဍာမှဖြစ်ပေါ်လာသောစိတ်မှတပါအခြားသောလင်မယားများကဲ့သို့ချစ်ခင်လေးစားသောစိတ်များခေါင်းပါလာ၏ခင်မြတ်မြမှုကလည်းမိမိထက်အသက်15 နှစ်မြကြီးသောမုတ်ဆိုးဝတယောက်ကိုလက်ထပ်ရသဖြင့်မိမိ၏ငယ်ကုန်ဖြင့်၎င်း
အလှကုန်ဖြင့်၎င်းမန်တက်လျက်ရှိသည်ဥဆန်လွင်ကလည်းယာရုဌာနံကနအားဖြင့်၎င်းပစ္စည်းဥစ္စာဖြင့်၎င်းမှန်တက်၏ချစ်ခင်လေးစားသောမေတ္တာဓာတ်များခေါင်းပါလာသောအခါမနာလိုဝန်တိုစိတ်များပေါ်ပေါက်လာတတ်သည်ထိုအတွင်းခင်များများမူသည်ဥဆန်လွင်အပေါ်တွင်တနေ့တခြားရခင်ကားထက်အေးအဆက်နိုင်၍လာလျက်ငကိုကလည်းဘူဆန်သောမိန်းကလေးတစ်ယောက်ဖြစ်သည့်အတိုင်းပါတီပွဲများသို့တကူတည်းသွားရောက်ခြင်းဟိုတယ်များတွင်အခြားယောက်ျားများနှင့်ကခုန်ခြင်းဘိုက်စကုပ်များကိုရှင်တွဲ၍ကြည့်ခြင်းစသောဖောက်ပြားမှုများကိုကျင့်သုံး၍လာတော့သည်ဥဆန်လွင်သည်အမြင်မတော်သဖြင့်စုံမတွန်တွန်သောအခါများတွင်လည်းခင်များများမူသည်နှကန်းကလေးစုကအိုးကိုကြီးကလည်းတိတ်ပြီးခင်းတော့ကြသေးတာကိုဒေးစီတို့ဟဲလင်းတို့ယောက်ျားတွေများဘလောက်သဘောထားကြီးတယ်လေအကိုကြီးထက်အများကြီးလာကရတဲ့သူတွေလည်းမဟုတ်လားဟဲလင်းအကြောင်းကိုကြီးသိတာပေါ့အရင်တစ်ခါသူ့ယောက်ျားဘီလက်ကမပြန်ခင်တော့ပြန်ပြီးကလေးဖြတ်ချရတယ်ဆိုပါလားအလားကအကိုကြီးကမနာလို့ဖို့ပြောတာပါဒေးစီကတော့မနစ်ကဘိုကာပြားနှစ်ယောက်သူ့အတွက်နဲ့စကားများပြီးဘကိုးကလက်ကရန်စားနဲ့တမိုင်းမှာတနက်ပြစ်မှုဖြစ်တယ်လေအကိုကြီးသိတာပေါ့ဒီဟာလည်းမဟုတ်ပါဘူးကိုကြီးရဲ့တနက်ပြစ်ခံရတဲ့ဟင်နရီကမူတို့ရဲ့တငယ်ချင်းပါတခြားရန်စားပါကိုကြီးရဲ့ဒီအဆက်မဟုတ်ပါဘူးအဲလေဒါရထားလိုက်အောင်မူလဲအသွားလာအနေအထိုင်နည်းနည်းဆင်ခြင်စေခြင်းနဲ့ကို့မှာလင်းနဲ့သားနဲ့မိနဲ့ဖနဲ့တကယ်လူကြီးလူကောင်းရဲ့မိန်းမကျေလောင်သောအတန်ဖြင့်မူကဘာလုပ်နေလို့လဲကလက်ကအိမ်ပြန်နောက်ကြတာနဲ့ဒီလိုဆိုရသလားအကိုကြီးသဘောထားကြီးကြီးထားပါအောင်မကျုပ်ကသဘောထားကြီးကြီးထားရမယ်ဟုတ်စတော်ကွယ်တော်ပါအိမ်နီးနားချင်းတွေကြားမှဖြင့်စကားမဆုံးမီကြားဖြတ်၍ဟုတ်တာပြောတာပဲကြားဥဆန်လွင်သည်အပြင်သို့ထွက်သွားသောအခါစကားစားပြည့်၍သွားလေတော့သည်ရင်းကဲ့သို့လင်မယားကတောက်ကဆဖြစ်မှုများသည်မကြာခဏဖြစ်ခဲ့သည်ထိုနေ့စနေနေ့မနက်ကဥဆန်လွင်သည်ချောမော့ဖျားများလိုသည့်သဘောဖြင့်နောက်မှနေခင်မြမြမူ၏ပခုံးပေါ်သို့လက်နှစ်ဖက်ကိုတင်လိုက်၏ထိုအခါခင်မြမြမူသည်ယမန်နေ့ကစိတ်ကောက်နေသည့်အရှိန်မပြေသေးသဖြင့်ဥဆန်လွင်၏လက်နှစ်ဖက်ကိုခက်ကြမ်းကြမ်းလေးတွန်းဖယ်ချလိုက်လေသည်ဥဆန်လွင်ကလည်းမိမိချော့မော့သည်ကိုပင်အချော့မခံသောဇနီးသည်အားတွန်းချသောလက်နှစ်ဖက်ကိုခက်ကြမ်းကြမ်းမြင်ပြန်၍စုပ်ကင်ထားလျာခင်မြမြမူကဥဆန်လွင်၏လက်များကိုအတင်းကုတ်ချစ်ပြီးနောက်လွတ်မြောက်အောင်ယုံထွက်သွားလေသည်ဤသို့လင်ဘိုဆန်သောမယားနှင့်ခက်အေးနေတတ်သောလင်ယောက်ျားတို့၏ဘဝခီးစဉ်မှာရှေ့တွင်မိတို့ဖြစ်ပြက်မိကိုကျွန်ုပ်တို့စောင့်ကြည့်ရန်သာရှိတော်သည်ထိုညမှာစနေနေ့ညဖြစ်သဖြင့်ဥဆန်လွင်ကြံစီထားသောညဖြစ်သည်ဥဆန်လွင်သည်လက်ပတ်နာရီကိုကြည့်ပြီးနောက်အထက်ပါအကြောင်းအရာများကိုစဉ်းစားရင်း9:15 မိနစ်သို့ရောက်လာ၏ရန်ကုန်ဘူတာကြီးသို့သွားရန်4 မိနစ်ကျင်းမနိုင်သို့ရောက်ရန်17 မိနစ်ကျင်းမနိုင်ဘူတာမှဆင်းကရောဘတ်မောင်ကြီး၏ကားကိုယ်တော်သို့9 မိနစ်ခန့်သွားရမည်ဖြစ်၏လော်ကယ်ရထားထောက်ကမည်အချိန်စရင်နှင့်တကွာကားကိုယ်တော်သို့ရောက်ရန်တူနိုင်သမျှအတူဆုံးအချိန်စင်းကိုတွက်ချက်လျက်ရှိသည်ထိုညတွင်မိမိနေအိမ်မှမိသည့်နေရာသို့မသွားကြောင်းထင်ရှားအောင်တက်တည်ပြနိုင်ရန်အတွက်ကြိုစဉ်စဉ်းစားထားရမည်ဖြစ်သည်တို့မှလည်းမိမိအမှုအတွက်လုံခြုံစိတ်ချရမည်တက်တည်ခံချက်ကိုလည်းရနိုင်ပေမည်ဥဆန်လွင်သည်အခန်းတွင်းမှဓာမီအားလုံးများကိုဖွင့်လိုက်သည်ဥဆန်လွင်နေသောတိုက်ခန်းမှာနှစ်ထပ်တိုက်တန်းရအောက်ထက်အခန်းတစ်ခန်းဖြစ်၍မိဖို့သို့သွားသောအခန်းနှင့်အိတ်ခန်းတကားများကိုပင်ပိတ်ထားလိုက်သေး၏တက်ကလက်အင်ကြီးကိုလည်းချွတ်၍အင်ကြီးချိတ်တစ်ခု၌ချိတ်ထားပြီးတော့ရှက်အင်ကြီးလက်တစ်ဖက်မှကျဲသီးကိုပင်ဖြုတ်ချလိုက်သည်ထို့နောက်အိမ်တွင်အေးဆေးသက်သာစွာနေသည့်သဘောတက်ရအောင်သပင်ကိုလည်းအနှင်းငယ်ဖွာလိုက်ပြီးလျှင်တိုက်တန်းလျား၏အလဲခမ်းမဆောင်ဘက်သို့လှည့်မြန်စွာကူးသွား၏ဥဆန်လွင်နေသောတိုင်မှာတိုက်တန်းလျားဟုပင်ခေါ်ရတော့လေခံညားစွာဆောက်လုပ်ထားသောနှစ်ထပ်တိုက်ပြီးကြီးပင်ဖြစ်၍အပေါ်တက်၌၄ခန်းအောက်ထပ်၌၄ခန်းရှိသည်လက်ရဘက်အစွန်နှခမ်းနှင့်လက်ဝဲဘက်အစွန်အခန်းနှခမ်းကိုအလဲမှ common room ခေါ်အေကန်းကြီးကချားလျက်ရှိသည်ထိုအေကန်းကြီးမှာတိုက်ခန်းငှားနေသူအားလုံးပင်အခမ်းရန်အသုံးပြုနိုင်သည်ထိုခန်းမဆောင်ကြီး၌ကဇပွဲကလထိုင်များအပန်းဖြေနားနေရန်ကျိန်ပလက်ကထိုင်များရှိသည်ဒေါင်းတောင်ရှိစင်ပေါ်တွင်တယ်လီဖုန်းတက်ဆင်ထား၍တိုက်ခန်းငှားနေသူအားလုံးပင်၎င်းတယ်လီဖုန်းကိုအသုံးပြုနိုင်သည်တိုက်ပေါ်တက်ရှိအခန်းများမှဆင်းလာလျှင်ထိုခန်းမဆောင်အတွင်းသို့ရောက်သည်အောက်ထပ်ရှိအခန်းများမှလည်းထိုခန်းမဆောင်သို့ဝရန်ဒါမှရှောက်လာပြီးလျှင်ထိုခန်းမဆောင်ရှိစင်ဝင်သို့ရောက်သောအခါမှအပြင်လမ်းဘက်သို့ထွက်သွားရလေသည်ခန်းမဆောင်စင်ဝင်ဘက်သို့ရောက်သည်နှင့်တပြိုင်နက်ဥဆန်လွင်သည်မျက်နှာချင်းဆိုင်တိုက်ခန်းတစ်ခု၌နေသော
ဥပမောင်ရဲ့အခန်းသို့တွားရောက်ကလူခေါ်ခေါလောင်ကလေးကိုနှိပ်လိုက်သည်ဥပမောင်ကတကားကိုဖွင့်ပေးလေသည်အလိုဥဆန်လွင်မွေးလေးဗျာအိမ်ထဲကဒီကနေ့နေခမဘဲမှမသွားကိုဗျကင်ဆိုစမ်းဘာကိစ္စများလဲဥဆန်လွင်ကမိမိအကြံစီကိုမသိစေရင်ဟန်ဆောင်၍ပြုံးပြလိုက်သည်အပြင်ထွက်ဖို့နေသာသာရုံးကအလုပ်တွေကုန်းလုံးနေရတယ်ဗျပြီးတော့မနှက်ဖြန်ထဲဖို့စာတွေကလည်းရေးနေရတော့အရေးတဲ့မှင်ကုန်သွားလို့ဗျာခမမှာမှင်အိုးလွင်တစိတ်ပေးစမ်းပါအော်ရှိပါတယ်ခမရှိပါယူပါမှင်အိုးကိုယူလာခဲ့ပြီးလျင်အိမ်တို့ပြန်အောင်တော့အခါဥဆန်လွင်သည်မှင်အိုးကိုစပွဲပေါ်သို့တင်ထားလိုက်သည်စပွဲအန်ဆဲအတွင်းမှလည်းစာလေးဆောင်ထည့်ထားတော့မပိတ်ရသေးသောစာအိတ်လေးလုံးကိုယူလိုက်ပြီးလျင်ကိုအင်းကြီးတဲသို့ထည့်ထားလိုက်သည်ထို့နောက်၎င်းအန်ဆွဲထဲမှပင်30ဘူအော်တိုမက်တစ်ပစ္စတိုတနက်ကလေးကိုယူပြီးလျင်တနက်ပြောင်ရန်နောက်အိမ်နှင့်လက်ကင်ယူစသည်တို့ကိုလက်ကင်ပေါ်အဖြူဖြင့်တေချာစွာပုတ်တိုက်ကအခြားအိတ်အတွင်းသို့ထည့်လိုက်ပြန်သည်အချိန်က9:22 မိနစ်မြရှိလေပြီဖိလစ်ရေဒီယိုမှနူးညံ့သိမ်မွေသောတချင်းတန်လေးထွက်ပေါ်လာသည်ဥဆန်လွင်သည်ဆေးရထားသောအင်းရှိတကားကိုဖွင့်ကအပြင်သို့ချောင်းမြောင်းကြည့်ရှု၏အပြင်၌ကအနီးပတ်ဝန်းကျင်၌လူစားလူနာဟု၍မမြင်ရကြတိုးနှင့်သူသည်တကားကိုပြန်၍စီးခဲ့ပြီးလျင်ခမ်းမဆောင်ရှိစင်ဝင်အောက်သို့ရောက်သောအခါလမ်းနှင့်ဂိုင်းအနှင်းငယ်မြသာကွာဝေးတော့သဖြင့်လမ်းဘက်သို့လှည့်မြန်စွာထွက်သွားလေ၏ထိုအချိန်၌လမ်းမပေါ်တွင်လူသွားလူလာပြက်လျက်ရှိသည်အကယ်၍လမ်းပေါ်၌သာတစုံတစ်ယောက်ကိုတွေ့ခဲ့ပါမူသူသည်ထိုပြစ်မှုကြီးကိုထိုညကျွန်းလူတော်မီမဟုတ်ချေတနေ့နေ့သို့ရွှေပြောင်းပြည့်ရင်အကြံရှိသည်သို့သောကံအားလော်စွာလမ်းမပေါ်၌တစုံတစ်ယောက်ကိုမှမတွေ့မမြင်ရကြဥဆန်လွင်သည်အင်ကြီးအိတ်ထဲတွင်အသင့်ယူဆောင်လာသောတက်ကလက်အုတ်ထုတ်ပြော့ကလေးကိုစောင်းလိုက်၏ထို့နောက်မျက်မှန်နဲ့အဝိုင်းကြီးကိုတက်လိုက်လေသည်3မိနစ်ခန့်ကြာသောအခါရန်ကုန်ဘူတာကြီးသို့ရောက်လာ၍လော်ကယ်ရထားထွက်ရင်10မိနစ်သာလိုတော့သည်ဒုတိယလက်မှတ်တစ်စောင်ကိုယူပြီးနောက်ရထားပေါ်သို့ခုန်တက်လိုက်သည့်ခဏ၌ရထားထွက်လေသည်ကျင်းမနိုင်ဘူတာသို့ရောက်သောအခါလူအုပ်ကြီးနှင့်ရောနှောပြီးတတိယရန်ထွက်ပေါက်မှထွက်လာပဲပြီးလျှင်စိုက်ကားတစ်စီးဖြင့်လာခဲ့ရာ9မိနစ်ခန့်အကြာတွင်မောင်ကြီးကားကိုယ်တော်ရှိရာသို့ရောက်ခဲ့လေသည်ကားကိုယ်တော်မှာလူမနေသောတိုင်ဟောင်းကြီးနှလုံးကြားရှိကွက်လက်ကလေးတွင်ဆောက်လုပ်ထားသောဂူရာဟောင်းတစ်လုံးဖြစ်၍ဘေးတစ်ဖက်တစ်ချက်တွင်လမ်းကလေးများရှိသည်ဥဆန်လွင်သည်စိုက်ကားကိုလမ်းဘေး၌ရက်စေပြီးလျှင်ကားကိုယ်တော်ရှိရာသို့လာခဲ့လေသည်ဂူရောင်ကလေးမှလည်းဘေးဘက်လယ်တွင်သွတ်များကာယံထားရှိသည်ဥဆန်လွင်သည်ရခင်ကပင်စုံစမ်းသိရှိထားပြီးဖြစ်သည့်အတိုင်းဂိုဒေါင်တစ်စက်မိတ်အောက်တွင်မောင်ကြီးဝှက်ထားလေးရှိသောတော်ကလေးကိုယူပြီးလျှင်ဂိုဒေါင်ကိုဖွင့်၍တော်ကလေးကိုနေသားတကျပြန်၍ထားလိုက်သည်ထို့နောက်ဂိုဒေါင်ထဲသို့ဝင်ကတကားကိုပြန်၍ဆေးထားလိုက်သည်မှောင်ထဲ၌ပထမတစုံတရာကိုမမြင်ရတော့လေမျက်စိများကျင်သားရလာသောအခါဂိုဒေါင်နောက်ဖက်တွင်မလွယ်တကားလေးတစ်ခုရှိနေသည်ကိုမြင်ရသည်တကားမှာအတွင်းမှနေ၍ဖွင့်နိုင်နေသည်ဥဆန်တွင်သည်တကားကလေးကိုဖွင့်ကြည့်ပြီးပြန်၍ပိတ်ထားလိုက်သည်ထိုတကားကလေးနောက်တဲ့တွင်များစွာမမြင်ရသောခြံစည်းရိုးတစ်ခုကိုကျော်မိလျင်အခြားလမ်းဘက်ရှိတိုင်နှလုံးကြားမှလမ်းကျယ်ဘက်သို့ထွက်သွားနိုင်သည်ကိုလည်းသတိပြုမိသည်လက်ပတ်နာရီကလေးမှလက်တံများမှာရေဒီယန်တက်တုလက်တံများဖြစ်၍9:31မိနစ်အချိန်ကိုပြလျက်ရှိသည်အကယ်၍မောင်ကြီးသည်8နာရီထိုးရတော်၎င်းမိနစ်အနည်းငယ်လွန်မတော်၎င်းရောက်ရမလာလျင်အကြံကိုလက်လျှော့တော့မည်ဟုအောက်မေ့မိသည်အပြင်တက္ကမကြီးမှနေ၍လမ်းဘက်သို့နားထောင်လျာလမ်းပေါ်သို့တခါတရင်အပြေးရွာဖြတ်တန်းသွားသောကားတံများမှတပါတိတ်ဆိတ်ငြိမ်သက်လျက်ရှိသည်ကိုတွေ့ရသည်လမ်းတောင်တွင်ဘားတကူရှိ၍၎င်းမှတယ်လီဖုန်းပြောနိုင်ကြောင်းကိုသိရှိထားပြီးဖြစ်သဖြင့်ဥဆန်လွင်သည်ဂူရောင်တကားကိုပြန်၍ပိတ်ခဲ့ပြီးလျှင်ဘားစီသို့လာခဲ့လေသည်ဘီယာတစ်ခွက်ကိုမှာ၍တောက်ပြီးနောက်ဥဆန်လွင်သည်မော်တင်လန်းရှိတစ်ကုံတဲ့ဥပအေးထံသို့တယ်လီဖုန်းဆက်လေသည်ဥပအေးရှိပါသလားခင်ဗျာဟုတ်ကဲ့ရှိပါတယ်ဘယ်သူပါလိမ့်ကျွန်တော်ဆန်လွင်ပါအော်ကိုဆန်လွင်လားရုတ်တရက်အတန်မကြက်မိဘူးဗျာဘာကိစ္စလဲကိုဆန်လွင်ကိစ္စကအရေးကြီးတဲ့ကိစ္စမဟုတ်ပါဘူးခင်ဗျာကျွန်တော်တို့တောင်ကကိုပူလေးအိမ်နံပါတ်ကိုမေ့နေလို့သူ့စီကိုကျွန်တော်အခုစာရေးနေတယ်အိမ်နံပါတ်14လားအော်16ဟုတ်ပါပြီဈေးလန်းအိမ်နံပါတ်16ကျေးဇူးတင်ပါတယ်ခင်ဗျဒီကနေ့ဘဲမှမသွားဘူးလားဟုတ်ကဲ့မသွားဘူးခင်ဗျဒီကနေ့တော့အိမ်ထဲကုတ်ပြီးနေရပါပဲထမင်းစားပြီးကြတဲ့ကစာရီထိုင်ရေးနေတာအခုထက်ဒီကိုမထရသေးဘူးပြီးတော့ရုံးကအလုပ်တွေကပါလာသေးတယ်ဒါဖြင့်မြတ်တယောက်ကော
ညတော့သူ့တငယ်ချင်းတယောက်နဲ့ပါတီတစ်ခုသွားမယ်ဆိုထင်ပါရဲ့ခင်ဗျာအော်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဦးဆန်လွင်သည်ဖန်ခွက်ထဲတွင်ကြံရှိသောအရက်ကိုကြပြာမောချလိုက်ပြီးနောက်ဘားအတွင်းမှလှင်မြန်စွာထွက်ခဲ့ပြီးလျင်ကားကိုယ်တော်သို့ပြန်ခဲ့လေသည်အချိန်မှာ8 နာရီ2 မိနစ်မျှရှိလေပြီဦးဆန်လွင်သည်ကားကိုယ်တော်ကိုဖွင့်ရင်ဝင်ပြီးလျင်နောက်ဖေးပေါက်ကလေးမှထွက်၍တော့ကိုမူရခင်တွေ့သောနေရာ၌နေသားရကြပြန်ထားလိုက်သည်ထို့နောက်ကိုယ်တော်အတွင်းသို့ပြန်၍ဝင်ခဲ့လေသည်ဦးဆန်လွင်သည်ကိုယ်တော်တကားသို့သွားသောအခါအပြင်မှအတန်များကိုနားထောင်လျက်ရှိသည်10 မိနစ်မျှငြိမ်သက်ခန့်ရှိနေပြီးနောက်ကိုယ်တော်ရှေ့တွင်ကားရစီအရှိန်တက်၍ထိုးရက်တံကိုကြားလိုက်သည်ကားတက်မီကြီးနှလုံးမှအလင်းရောင်သည်တကားကြားမှကိုယ်တော်အတွင်းတွင်တိုးဝင်လာလေရာဦးဆန်လွင်သည်အတငယ်နောက်သို့ဆုတ်ကာတကယ်ရွက်တစ်ခုအကွယ်တွင်ရက်၍နေလိုက်သည်ကားပေါ်မှလူတစ်ယောက်ဆင်းလာသောခြေသည်များကိုကြားရသည်ထို့နောက်ထိုသူသည်ဒဇက်မိတ်ရှိရာသို့လျှောက်သွားပြီးလင်မကြာမီဘူရောင်တကားကိုအပြင်မှဖွင့်နှံကြားရ၏ထိုအခါဦးဆန်လွင်သည်နောက်ဖေးတကားပေါက်ကလေးမှအပြင်သို့ထွက်ကာတကားပေါက်ကလေးကိုပြန်၍ဆိတ်ထားခဲ့ပြီးလင်ကားယုံဘေးတွင်ငြိမ်သက်စွာစောင့်နေသည်ထို့နောက်ကားတကားကိုပိတ်လိုက်တန်ဆက်နိုးတံများကိုကြားရပြီးလင်ကားသည်မိမောင်းကြီးနှစ်ခုထိုးလျက်ကားယုံတွင်သို့တရွရွဝင်သွားလေသည်ထိုအခါဦးဆန်ရင်သည်ရှေ့တကမာကြီးဘက်မှလှည့်ရဝင်ခဲ့ပြီးလင်ဂိုရောင်တကားကိုအတွင်းမှပိတ်လိုက်သည်ထို့နောက်ဒေါင်းတရောင်တွင်ရက်နေလေသည်ကားရက်၍မိမောင်းကြီးများငြိမ်းသွား၏ရောဘတ်မောင်ကြီးသည်ရှေ့တကမာကြီးပိတ်သွားသည်ကိုပင်သိဟန်မတူကြကားတကားကိုကြောင်းကနေပိတ်ကာကားအောက်သို့ဆင်းလာလေသည်မောင်ကြီးသည်ဂိုရောင်ရှေ့ဘက်သို့လာရင်စီဂရက်တလိုက်ကိုမိညှိလိုက်ရာထိုအခါမှဂိုရောင်ရှေ့တကားမပိတ်ထားသည်ကိုသတိပြုမိဟန်တူသည်ဂိုရောင်ယုံတွင်ရှိသောဓာမီကိုဖွင့်လိုက်သည်ဒေါင်းတောင်တွင်လည်းမာကြီးရက်နေသောဥဆန်တွင်၏တံကိုမြင်ရလေသည်မောင်ကြီးသည်လည်းမျက်နှာမကောင်းလာကြညှို့ငယ်လျက်ရှိသည်ကိုဥဆန်တွင်မြင်လိုက်ရ၏မောင်ကြီးသည်ဥဆန်တွင်၏တံကိုမြင်လိုက်သည်နှင့်တပြိုင်နက်ဖြတ်ခနဲလန့်ရင်သွားလေသည်ဟေ့ဘယ်သူလဲဥဆန်တွင်သည်အိတ်ထဲသို့လက်နှာ၍တနက်ကိုအတင်ဆုပ်ကင်ထားလေသည်ဘယ်သူရမလဲသူ့ယောက်ျားပေါ့အော်ဒါဖြင့်ခမရသိရပေါ့သိတယ်လေမောင်ကြီးသည်စောက်တရာမရတဲ့ကဲ့သို့ကားတကားကိုမှီလျက်နေသည်သိတယ်ဟုတ်စခမရဘလို့လုပ်ပြီးဒီရောက်လာရဲဆိုတာကျုပ်နားမလဲသူဗျာဥဆန်တွင်ကတစုံတရာပြန်မပြောသောအခါမောင်ကြီးကဆက်လက်၍ခမရကျုပ်ကိုတတ်မလို့လားဥဆန်တွင်သည်ဥကောင်းကိုနှစ်ခါဆက်ညှိမ့်လိုက်သည်ဟုတ်ကဲ့ကျုပ်လည်းနားလဲပါတယ်မောင်ကြီးသည်တောင်းပန်သည့်လေတံမြင့်အတန်ကိုနှိမ့်ကာကျုပ်သူ့ကိုဒီအတိုင်းထားခဲ့ဖို့ပါပဲနို့ပေမဲ့ဥဆန်လွင်သည်လက်အိတ်ဆွထားသောလက်ဖြင့်ပစ္စတိုလက်ကင်ကိုရခင်ကားထက်တင်းကျပ်စွာဆုပ်ကင်လိုက်လေသည်ပင့်ကူမာ၏ပိုးမြင့်အိမ်တွင်ချီနှောင်ရစ်ပတ်ခြင်းခံရသောပင့်ကူတစ်အားအိမ်ရှင်ပင့်ကူကြီးသည်မိသည့်နည်းနှင့်မျှတိခံနိုင်အံ့သည်အခါအခွင့်ရတော့ဒီအကောင်မြင်မြန်တတ်မှဟုရခင်ကလှုပ်ဆော်ခဲ့သောစိတ်များသည်တနက်ဆုပ်ကင်ထားသောလက်အတွင်းသို့ဝင်ရောက်ကလျှက်စစ်တဲ့ဖြင့်အားပေးလိုက်တဲ့ကဲ့သို့တိုက်တွန်းလျက်ရှိသည်ဥဆန်လွင်ကအေးဆေးသောအတန်ဖြင့်ဘယ်နဲ့လဲဟေ့ဒီကနေ့ညကောင်မကမင်းကိုကောင်းကောင်းပြုစုလိုက်တယ်မဟုတ်လားမောင်ကြီးသည်တက်ပြင်းတစ်ချက်ကိုချလိုက်ပြီးနောက်ပင်မနှမ်းရွယ်စားဖြင့်ဟုတ်တယ်နှုတ်ပေမဲ့ဒီနေ့ညဘာဖြစ်တယ်မသိပါဘူးဗျာဘားကထွက်လာကြတဲ့ကမော်တော်ကားကိုဟိုအမောင်းခိုင်းဒီအမောင်းခိုင်းကျုပ်ကိုကြီးရန်စနေတော့တာပဲခိုင်းထက်လည်းဒီကနေ့နည်းနည်းပူမှုနေတယ်ကျုပ်တားတာမရဘူးဇွတ်တောက်တယ်ဇွတ်ပြောတယ်သူဘာတွေပြောတယ်ကျုပ်ကဘာတွေပြန်ပြောမိတယ်ဆိုတော့မသိတော့ပါဘူးကျုပ်ကိုအော်ကြီးဟစ်ကြီးနဲ့ရန်တွေ့အိုးကျုပ်ဘာတွေလုပ်လိုက်မိတယ်မသိဘူးကြောက်စရာကြီးပါဇက်မှမထွက်တော့ပဲလေချောင်းတွင်တစ်ဆုံနေပြီးတကယ်သူခိတရှိနေပြီးနောက်မောင်ကြီးသည်ဥဆန်တွင်ဤမျက်နှာကိုစိမ့်ကြည့်လိုက်ပြီးနောက်ခမညာကျုပ်ကိုတတ်မလို့မဟုတ်လားတက်လေအခုမှဖြင့်မထူးတော့ဘူးမောင်ကြီးမျက်နှာမှာသွေးမရှိတဲ့ကဲ့သို့ဖြူဝက်ဖြူရဖြစ်သွားကနှစ်ဖူးမှချွေးပေါင်များဆုပ်လာသည်ဥဆန်တွင်ကတနက်နှင့်ချိန်လိုက်လေသည်ထို့နောက်မောင်ကြီးသည်တင်းမကြက်ခိုင်တဲ့ရှိရာမှာပျော်ပြောင်းသွားတဲ့ကဲ့သို့ရှိသည်မလုပ်ပါနဲ့ဥဆန်တွင်ကျွန်တော်မသေးပါရစေနဲ့ဦးဗျာတရားမှာကျွန်တော်အဟုတ်ကိုကြောက်ပါတယ်တဖြည်းဖြည်းအတန်ကျဲ၍လာပြီးနောက်ကျုပ်ကိုသူအော်ကြီးဟစ်ကျဲနဲ့ရန်တွေ့တယ်ဘာတွေပြောတယ်ဆိုတာကိုကျုပ်မမှတ်မိတော့ပါဘူးကျွန်တော်ဘာတွေလုံးမိနေဆိုတာမသိတော့ဘူး
အိုးကြောက်စရာကြီးပါဗျာကြောက်စရာကြီးကျွန်တော်ဆက်မပြောပြရစီနေတော့မပြစ်ပါနဲ့ဥဆန်လင်းမပြစ်ပါနဲ့ကျွန်တော်တောင်းပန်ပါတယ်ရှ िख ိုးပါရဲ့ဗျာမပြစ်ပါနဲ့နော်မပြစ်ပါနဲ့အိုးထိုအခါ၌ဥဆန်လွင်သည်မောင်ကြီး၏လက်ဝဲဘက်ရင်အုံကိုချိန်ကတနက်မောင်းကိုဆွဲလိုက်လေသည်ထို့နောက်ဥဆန်လွင်သည်ကားနဘေးတွင်လဲကျနေသောမောင်ကြီး၏အလောင်းကိုကြည့်ကအလောင်းဤတွင်ပစ္စတိုလေးကိုချထားလိုက်သည်တနက်ကိုကြည့်ခြင်းအပြင်သူအားခြေရာခံနိုင်မည်မဟုတ်ခင်များများမူပင်ထိုတနက်ကလေးရှိကြောင်းမသိရှာကြသို့နှင့်ဥဆန်လွင်သည်ဂိုရောင်အတွင်းရှိဓာတ်မီကိုညှိမ့်လိုက်ပြီးလျှင်ကားဂိုရောင်ကိုပိတ်ခဲ့ပြီးနောက်ဖေးလမ်းကြားမှလမ်းမကြီးဘက်သို့ထွက်ခဲ့လေသည်လမ်းဆောင်တစ်ခုသို့ရောက်သောအခါတက္ကစီတစ်စီးအသင့်တွေ့ရသည်နှင့်အိမ်သို့ပြန်လာခဲ့ရာ10မိနစ်အတွင်းမိမိ၏နေအိမ်တောင်းသို့ရောက်၍ကားပေါ်မှဆင်းခဲ့လေသည်ထို့နောက် cigarette ဆိုင်မှ cigarette တန်မှုတစ်ခုကိုဝယ်ယူ၍လက်၌ကင်ခဲ့ပြီးလျှင်ခမ်းမဆောင်စင်အောက်မှမိမိအခန်းသို့ရောက်ခဲ့လေသည် cigarette ဆိုင်၌တိုက်ရှိစင်ဝင်နိုင်တော်၎င်းအကယ်၍တစုံတစ်ယောက်နှင့်တွေ့ခဲ့သောမိမိကိုယ်တိုင်မိမိအခန်း၌ရှိနေ၍လမ်းထိပ်သို့ cigarette ဝယ်ရန်သွားကြောင်းတက်တည်ကန်ရရင်ရွေချက်ဖြစ်သည်သို့သောကံအားလော်စွာ cigarette ဆိုင်၌၎င်းတိုက်အဝင်ဝါ၌၎င်းမိသူတဦးတယောက်ကိုမှမတွေ့ချေမိမိတိုက်ခန်းသို့ဝင်လာသောအခါအပြင်တကားသည်မိမိထားခဲ့သည့်အတိုင်းစိတ်လျက်ဓာတ်မီချောင်းများသည်လည်းမိမိဖွင့်ထားခဲ့သည့်အတိုင်းထိန်ထိန်နှင်းလျက်ရေဒီယိုသည်လည်းမှန်ကုန်ပေါ်တွင်မိမိဖွင့်ထားခဲ့သည့်မီတာမှတချင်းများလာလျက်ရှိသည်တိုင်ငယ်နာရီကိုကြည့်လိုက်မိရာအချိန်မှာ9နာရီနှင့်9မိနစ်မြသာရှိသေးသည်55မိနစ်မြသောနိုင်ပိုင်းအတွင်း၌လူသက်မှုကြီးတစ်ခုကိုကျူးလွန်လိုက်မိလေသည်ဥဆန်လွင်သည်အင်ကြီးအိတ်ထဲမှစာလေးဆောင်ကိုထုတ်ယူပြီးနှင့်စပွဲစုံအတိုင်းတင်ထားလိုက်သည်ထို့နောက်အန်ဇက်တစ်ခုအတွင်းမှစာရေးစက်ကူကပ်မှင်အိုးမှင်နှိမ့်နှင့်ကလောင်နှံစသောစာရေးကိရိယာများကိုလည်းစပွဲပေါ်၌တင်၍ထားလိုက်လေသည်ဥပမောင်ထံမှခိတ္တငှားယူခဲ့သောမှင်အိုးကိုမူကားတစုံတရာကင်တွယ်ခြင်းမပြုချေစာများမှာတောင်ကူမြို့တစ်ကုံတဲ့ကိုပူလေးထံသို့ရေးသောစာလည်းပါသည်အချို့စာများမှာမိမိမှအလွန်အလုံးများသဖြင့်မိတ်ဆွေများထံပေးရန်စာများကိုညနေမှအချိန်ရေးရကြောင်းယခုစာရေးသောအချိန်သည်8နာရီပင်ဖြစ်နေဖြစ်ကြောင်းဤနေရာ၌မင်းစာကိုရက်လိုက်ကြောင်းစသည်ဖြင့်ဖော်ပြထားသည်အမှန်သောဥဆန်လွင်သည်နနက်ခင်းကပင်ကြိုတင်ရေးထားသောစာများဖြစ်၍ရက်စဲကိုလည်းအတိအကျရေးထိုးထားလေသည်သူရေးထားသောစာများကိုကြည့်ခြင်းအပြင်ပင်ဥဆန်လွင်သည်8နာရီနှင့်9နာရီကြားတွင်အိမ်၌ရှိနေကြောင်းထင်ရှား၏ထို့ထက်ပို၍ခိုင်လုံစေရန်ဥဆန်လွင်သည်မိမိတိုက်ခန်းနှင့်မျက်နှာချင်းဆိုင်လမ်းအခြားဘက်တွင်နေသောစေရေးကြီးဥပမောင်ထံမှင်အိုးကိုပြန်ပို့ရင်ရမဲရှား၍သွားသည်သို့သောဤခေါင်း၌ကဥပမောင်၏အိမ်ဝင်းတကာပိတ်ထားသူကိုတွေ့ရသဖြင့်မပေးဘဲပြန်ခဲ့ရလေသည်ကျင်းမနိုင်ရှိကားကိုယ်တော်အတွင်းတွင်တနက်တရာမြေတေဆုံးနေသောရောဘတ်မောင်ကြီးအားဥဆန်လွင်နှင့်မိတို့မှဆက်ဆက်၍ရနိုင်မည်မဟုတ်ချေဥဆန်လွင်ကမောင်ကြီးအပေါ်တွင်မိမနှင့်ပတ်သက်၍ရန်နိုးရှိသည်ထားပြီးအောင်ဥဆန်လွင်မှာရောဘတ်မောင်ကြီးအသက်ခံရသည့်အချိန်လောက်တွင်သူ၏အိတ်ခမ်း၌ရှိနေသည်မှာအထက်တွင်ဖော်ပြခဲ့သောတပ်တေခံမှုအများအရာထင်ရှားလေသည်8နာရီခန့်တွင်မော်တင်လန်းရှိတစ်ကုံတဲ့ဥပအေးထံသို့တယ်လီဖုန်းဆက်ခြင်းမိမိတိုက်ခန်းနှင့်မျက်နှာချင်းဆိုင်၌နေသောစေရေးကြီးဥပမောင်ထံမှမှင်အိုးငှားယူခြင်းမိမိအားမြည်သူတစ်စုံတစ်ယောက်မှမမြင်စေဘဲမိနစ်90အတွင်းတိုက်ခန်းသို့လျှို့ဝှက်စာပြန်ရောက်ခြင်းသူရေးထားသောစာများထဲ၌ပင်စာရေးသောအချိန်နာရီကိုဖော်ပြထားခြင်းတို့မှာ9နာရီနှင့်9နာရီအချိန်အတွင်းဥဆန်လွင်သည်မိနစ်နေရာသို့မှမသွားဘဲအိမ်၌ရှိကြောင်းထင်ရှားသောတပ်သေးခံများပင်မဟုတ်ပါလောအကြောင်းရှိကမိမိဘက်မှပိုင်နိုင်စွာခုခံနိုင်သည့်အချက်များပေသည်ဥဆန်တွင်ပြန်၍ဝင်လာသောအချိန်မှာ10နာရီ10မိနစ်မြသာရှိလိုတော့သည်မိမိအခန်းမှာဝင်းထိန်သောဓာတ်မီးရောင်များမှမိမိထားခဲ့သည့်အတိုင်းပင်ရှိနေသည်ကိုမြင်ရသည်အင်္ဂါများအသုံးပြုနိုင်ရင်အလဲအေကန်းဆောင်ကြီးများမှာတကားပေါက်ဖွင့်နေပြီးဓာတ်မီးများလင်းလျက်ရှိသည်ကိုတွေ့ရသည်ခြေကျော်မှန်တကားလေးပွင့်၍အတွင်းသို့ဝင်ပြီးသောအခါတယ်လီဖုန်းအနီးတွင်လူ2ယောက်ရက်နေသည်ကိုမြင်ရသည်တယောက်မှာအရက်ရှည်ရှည်ထောင်ထောင်မောင်းမောင်းရှိနေ၍ရဲရရှိယူနီဖောင်းကိုဝတ်ထားသည်အခြားတယောက်မှမူခပ်ပူပူဖြစ်ပြီးအရက်ဝတ်အရက်စားဖြစ်လေသည်စံလွင်ခမရတို့ဘဲကလည်းဘာလုပ်နေကြရလဲအရက်မြင့်သူကျုပ်တို့ကရဲရရှိတွေပါပဲသူကစုံတော့ဘက်ကလေလူသက်မှုတစ်ခုဖြစ်နေလို့လိုက်နေကြတာပါဥဆန်လွင်သည်ရင်ထဲတွင်ဒိတ်ခနဲဖြစ်သွား၏ဖះ
ကြည့်မနိုင်မှာတက်ခဲ့တာများဒီလူတွေသိသွားတာလားဟုတ်နိုင်မယ်မထင်ဘူးကိုရောင်ထဲမှာဆိုတော့ရုတ်တရက်တွေ့ဖို့အခဲရင်သားပဲဟုစိတ်ထဲကအောက်မိမိသည်အရက်နေသူခမားနာမည်ဥဆန်လွင်တဲ့လားဥဆန်လွင်ဟုတ်ပါတယ်စုံတော့ခမားကြည့်ရနည်းနည်းစိတ်ရှုပ်လာပုံပဲတစိတ်မေးစမ်းမရစီဗျာခမားအခုဘယ်ကလာတယ်လဲဥဆန်လွင်လမ်းတောင်စိတ်လိမ့်ဆိုင်ကလာတာပါစိတ်လိမ့်မရှိလို့သွားဝယ်တယ်ဥဆန်လွင်ရဲ့အတန်မှာတည်ငြိမ်အေးဆေးလျက်ပင်ရှိစုံတော့ဘယ်အချိန်ကသွားတာလဲဥဆန်လွင်9နာရီနဲ့10မိနစ်လောက်ထင်ပါတယ်နေပါအောင်ခမည်းကဘာကြောင့်မေးတာတော့စုံတော့ဒီမှာမိတ်ဆွေတစိတ်ကျုပ်ပြောတာနားထောင်စမ်းမအောင်ခမည်းထွက်သွားပြီးနောက်တမင်းလောက်အကြာမှာကျုပ်တို့ရောက်လာတယ်ဗျခမည်းအခန်းတကားကိုကျုပ်တို့ခောက်နေတော့ဟိုဘက်မျက်နှာချင်းဆိုင်တိုက်ခန်းကဥပောင်းမောင်ဆိုတဲ့သူကသူ့အိမ်ထဲကထွက်လာပြီးခမည်းဟာတညက်နေလုံးဘယ်မှမသွားဘူးဒီမှာရှိတယ်တဲ့စာရီထိုင်ရင်မှင်ကုံသွားလို့သူ့စီကမှင်အိုးတော်ငှားလိုက်ရသေးတယ်တဲ့ဒါကြောင့်ခဏတစ်ဖြုတ်လမ်းထိပ်မြန်ဆေးလိတ်သွားဝယ်သလားလို့မပြောတတ်ဘူးလို့ပြောတာပါပဲထိုအခါမှဥဆန်တွင်စိတ်ထဲတွင်တက်တာရရတဲ့ကဲ့သို့ဖြစ်သွားပြီးလင်ဥပမာအောင်ကျေးဇူးတင်မိသည်ဥဆန်တွင်ဟုတ်ပါတယ်အခုပဲလမ်းထိပ်ကိုဆေးလိတ်ဝယ်ရအောင်ထွက်သွားတာပါရဲရာရှိကစပွဲပေါ်၌ချထားသောစာများကိုကြည့်ပြန်သည်ဒီစာရီထင်ပါရဲ့ဥဆန်တွင်ဟုတ်ကဲ့ဒီစာရီပါပဲရဲရာရှိသည်စာလေးဆောင်ကိုတင်းစီ၍စုံနောက်လက်သို့ထည့်လိုက်လေသည်စုံတော့သည်ဥဆန်တွင်၏လက်များကိုကြည့်လျက်ရှိသည်ထို့နောက်အေးဆေးငြိမ်သက်သောအတန်ဖြင့်ခမားမရှိတော့ကမော်တင်လန်းကဥပအေးဆိုထင်ပါရဲ့အဲ့လူကတယ်လီဖုန်းနဲ့ခမားကိုခေါ်တယ်ဒီကနေပြီးသူ့ရှိကိုတောင်ကူကိုပူလေးရဲ့လိပ်စာကိုခမားမသိလို့မေးတယ်ဆိုဥဆန်တွင်ဟုတ်ပါတယ်ခမားဟုတ်ပါတယ်စုံတော့အဲ့ဒီလူရဲ့လိပ်စာကိုပေးလိုက်တာသူလည်းအလင်းစလုံးနဲ့မို့မှားသွားတယ်တဲ့အရင်လိပ်စာဟောင်းမဟုတ်တော့ဘူးတဲ့ဥဆန်တွင်အော်ဟုတ်လားကျေးဇူးတင်ပါတယ်ဗျာစုံတော့ဒီတော့ကျုပ်ကဥဆန်တွင်ဟာဘယ်အချိန်လောက်ခမားစီတယ်လီဖုန်းဆက်တလဲဗျာလို့ပြီးတော့8နာရီခွဲလောက်8နာရီနဲ့25မိနစ်လောက်မှာဆက်တယ်ထင်တယ်လို့သူကပြောတယ်ဗျဥဆန်တွင်ဟုတ်ပါတယ်ခင်ဗျာဟုတ်ပါတယ်သူပြောတဲ့အချိန်လောက်ပါပဲဥဆန်တွင်မှာမိမိဘက်မှပုံမခိုင်လုံသောတက်သိကန်ချက်များထပ်မံရရှိလာသဖြင့်တခါဖြစ်နေရကြပြီဟိဒီဟာတွေမြင်းတို့ငါကကြိုတင်ပြီးစင်ထားတဲ့အလုံးတွေပေါ့ဟုစိတ်ထဲကအောင်းမိကတကိုယ်တည်းဥမြူလျက်ရှိသည်မိမိမရှိကတယ်လီဖုန်းဖြင့်ထပ်မံပြောဆိုသောဥပအေးကိုလည်းကျေးဇူးတင်မိပြန်သည်မျက်နှာ၌ပင်သွေးရောင်များလျှမ်းရည်လာကမတိမတာပြုံးနိုင်မိသည်စုံတော့တညက်နေလုံးည9နာရီနဲ့10နာရီအထိခမရဘဲမှမသွားဘူးအိမ်ထဲမှာရှိရဆိုတက်သိခံချက်တွေကတော့ခမရမှာအများကြီးပဲရှိရပဲဗျဥဆန်တွင်အများကြီးရှိရပေါ့ခမရစုံတော့ဒီရခင်ကားတဲ့တီချင်းတီညီလေးနဲ့တော့အမူအရာဖြင့်ဒီမှာဥဆန်တွင်ခမရဟာဒီကနေ့ညနေကလေးကအိမ်ကဘဲမှမသွားဘူးအိမ်ထဲမှာပဲရှိနေရဆိုတာဘာမှယုံမစရာမရှိဘူးပြီးတော့8နာရီခွဲလောက်မှာတစုံတယောက်ကအိမ်ရှိတကားကိုဂျိုင်းငင်းနဲ့ဖွင့်ဝင်လာပြီးခမားတို့ခါတိုင်းဖြစ်နေကြတဲ့ပိုပြီးကြဲကြဲလောင်လောင်စကားများကြသေးတယ်မဟုတ်လားပြီးတော့ခမားလက်ကဝက်ကကုတ်ရချစ်ရတွေကလည်းတကယ်မိန်းမတယောက်ရဲ့လက်သေးနဲ့ကုတ်ချစ်ထားတဲ့ဒဏ်ရာရည်နဲ့တူတယ်ဥဆန်လွင်သည်မိုးကြိုးထိမှန်လည်းကဲ့သို့ကြက်သေးသေးရသွားလေသည်ရဲရာရှိသည်ဥဆန်လွင်၏ပခုံးတစ်ဖက်ကိုကင်ပြီးလင်သူ၏အခန်းသို့ခေါ်သွားပြီးလင်ခင်မြမြမို့အိတ်သောအခန်းမှာခန်းစည်းကိုလက်ဖြင့်ဖယ်ရှားလိုက်သည်ဂရင်မော်ရင်ခင်မြမြမို့သည်လေပင်နှင့်အညိုမဲဖြစ်ကဖြစ်ညစ်တက်ဖြတ်ထားသောဒဏ်ရာများဖြင့်တိတ်ဆုံးလျက်ရှိသည်ရဲရာရှိကခက်တန်သောမျက်နှာဖြင့်ကိုင်ဒီမှာခမည်းမိမဟာလေပင်ကိုခမည်းဖြစ်တတ်တဲ့ဒဏ်ရာနဲ့သေနေတယ်မဟုတ်လားအလိုဖះကြားသားမှုကျကျွန်တော်မဟုတ်ရပါဘူးဗျခမည်းမဟုတ်ရင်ဘယ်သူဖြစ်နိုင်မှာလဲဒီအိမ်ထဲမှာတညက်နေလို့ခမည်းစာရေးနေတယ်8နာရီမခွဲခင်ကလေးမှာစေးရေးကြီးဥပမောင်စီကိုမှင်အိုးသွားတောင်းသေးတယ်8နာရီခွဲလောက်မှာဥပရေးထံတယ်လီဖုန်းဆက်ပြင်းနေခမည်းရဲ့စာရဆောင်ထဲမှာစာရေးတဲ့အချိန်ကိုထည့်အောင်ထားသေးတယ်9နာရီတာလောက်ကြာတော့လမ်းထိပ်ကိုစိတ်လိတ်ခဏသွားဝယ်တာချက်ချင်းလိုပဲပြန်ရောက်လာတယ်ဗျာ။ကဲ
ဒီတော့ခမည်းမိမကိုခမည်းမတတ်ရင်ဘယ်သူတတ်မလဲကဲကတဲကိုသာလိုက်ခဲ့ပြီးတော့ဦးဆန်လွင်သည်စကားပြန်၍မပြောနိုင်တော့ကြမျက်လုံးများကပြူး၍ကြည့်နေလေသည်ခေါင်းပေါ်၌ကိုယ်ပိုင်းတင်ကမျက်လုံးများပြူးထွက်လျက်လဲမျိုးရင်ဖြစ်ညစ်ထားသောအညိုမဲတန်များမဲ့တေဆုံးနေသောခင်များများမူရဲ့အလောင်းကိုဦးဆန်လွင်သည်မလုံးမရှက်ငေးမောကြည့်ရှု၍နေလေသည်ထိုအခါမှမောင်ကြီးတေကန်နီးတွင်ပြော၍သွားသောကျုပ်ကိုကြီးသူစံစနေတော့ပါပဲဗျာကျွန်တော်ဘာလို့လုံးမိရဆိုတာမသိဘူးအိုးကြောက်စရာကြီးကျွန်တော်ဆက်မပြောပြရစေနဲ့ဗျာဟူသောစကားများကိုပြန်၍သတိရမိတော့သည်ဦးဆန်လွင်ကကြောင်ချောက်ကြားဖြစ်ကမျက်လုံးများပြူးလျက်ကျွန်တော်မတတ်ပါဘူးခင်ဗျကျွန်တော်မိမကိုကျွန်တော်မတတ်ပါဘူးအမှန်ကျွန်တော်အိမ်မှာမရှိဘူးဗျလူတယောက်နဲ့သွားပြီးချိန်တူရဲ့ကျွန်တော်မဟုတ်ပါဘူးဗျာတတ်တဲ့လူကလည်းရဲရရှိဟင်ဘယ်နဲ့တမျိုးဖြစ်ပြန်ပြီလဲဦးဆန်လွင်အချိန်လုံးအိမ်မှာခမားရှိနေရဆိုတဲ့အကြောင်းကောင်းကောင်းကြီးထင်ရှားနေရမဟုတ်လားခမားကိုယ်တိုင်ကလည်းဝန်ခံနေတက်တေကန်ကလည်းလုံလောက်တယ်ကိုင်းရှင်းစရာရှိရုံးကြမှာရှင်းအခုလိုက်ခဲ့ပြီးတော့ဤမှု၌အတွင်းဝင်ကလေးဦးဆန်းလွင်အားသူဤဇနီးဖြစ်သူခင်မမြမှုအားတတ်မှုဖြင့်တသက်တကျွန်းကြစီရန်ပြည်တံပေးလိုက်လေသည်ကျိုးမပေးဘဲတသက်တကျွန်းအပြစ်ဒဏ်ပေးခြင်းသည်ပင်ထောက်ထားညတာခြင်းဖြစ်သည်ဦးဆန်လွင်မှာခင်မမြမှုအသက်ခံရသည့်အချိန်၌အခြားမိသည့်နေရာကိုမှမသွားဘဲအိမ်၌ရှိနေကြောင်းထင်ရှားသည်ဟုယူဆ၏တို့ဖြင့်လေတေသူဤလောလေးဖောက်ပြားမှုများကိုပေါ်လွင်လျက်ရှိသောအခါတရခန်သည်ဇနီးဖြစ်သူဟာရင်းကဲ့သို့လောလေဖောက်ပြားမှုများအတွက်စိတ်ကိုမချုပ်ထိနိုင်လန်းအောင်ဖြစ်ရလာသဖြင့်တိုက်မိခြင်းဖြစ်သည်ဟုတရားရုံးတော်ကယူဆလေသည်တို့ဖြစ်၍သာညတာထောက်ထား၍အပြစ်ပေးခြင်းဖြစ်လေသည်ရောဘတ်မောင်ကြီးတေဆုံသောအမှုမှာလက်သည်မပေါ်ဘဲရဲဘက်ကပိတ်လိုက်ရလေသည်အမှုအလုံးကိုခြုံလုံး၍ကျွန်ုပ်တို့စဉ်းစားတော့ဦးဆန်လွင်သည်ဇနီးဖြစ်သူခင်မြမှုအားမတက်ပါပဲလျက်အပြစ်ဒဏ်ခံရခြင်းမှာကိုတက်နှင့်ကိုဆူးဆိုပြီးတဲ့ကဲ့သို့မိမိစင်သောတတ်သည်ဖြင့်မိမိကိုယ်တိုင်ပြန်၍ထီခြင်းပင်ဖြစ်သည်တရားဥပဒေကခင်မြမှုကိုတတ်မှုဖြင့်ဦးဆန်လွင်အားမဟုတ်မှန်ပဲအပြစ်ဒဏ်ပေးလိုက်တဲ့ဖြင့်ချွတ်ချော်လွဲမားသည်ဟုဆိုနိုင်တော်လဲအမှန်အားဖြင့်မူရောရမောင်ကြီးအတွက်ဂလဲစားချေသည်ကိုခံရခြင်းဖြစ်သည်အဆုံးထိနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်